ခရီတိုလွန်ကတဲ့ကိုရှောင်းနေပြီဆိုရင်လူတိုင်းပြောနေကြတဲ့ fundamental analysis ဆိုတာကိုကြားဖို့ကြမှာပါအများစုကတော့ဒီအရာကခေါင်းစားတယ်အရန်နဲ့နေတယ်လို့ထင်တတ်ကြပါတယ်ဒါပေမဲ့ Nova တို့ဒီနေ့ပြပြမယ့်အချက်လေးတွေကိုနားထောင်ကြည့်ရင်တော့ဒါက fundamental analysis လားဆိုတာကိုသိသွားစေရပါမယ်နော်ခရီတိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတိဆက်ပေးသွားမှာမို့လို့ Nova တို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မမေ့နဲ့နော် fundamental analysis ဆိုတာပါလဲအလွန်ဆုံးပြောရရင်တော့ပစ္စည်းတစ်ခုရဲ့တကယ်တမ်းမှုကိုရှာတာပါဥပမာအနေနဲ့ဖုန်းနှလုံးဝယ်တော့မယ်ဆိုရင်ကင်မရာဘယ်လောက်ကောင်းလဲဘက်ထရီခံလား brand ကရောစုံကြည့်ရရင်လားဆိုတာကိုအသေးစိတ်ကြည့်ကြတယ်မလားခရစ်တိုမှာလည်းအဲ့လိုပါပဲ coin တစ်ခုရဲ့ဈေးနှုန်းကိုပဲကြည့်တာမဟုတ်ပဲအဲ့ဒီ coin ရဲ့နောက်ွယ်က project ကရောတကယ်ကောင်းရဲ့လားရေရှည်မှာရောအလုပ်ဖြစ်ရလားဆိုတာကိုလေ့လာတဲ့အခါ FA လုပ်တယ်လို့ခေါ်ကြတာပါကဲဒါဆိုရင် FA လုပ်တဲ့အခါအတိကကြည့်ရမယ်အချက်၃ချက်ကိုလေ့လာကြည့်ရအောင်နော်နံပါတ်1 project metric ပထမဆုံးအဲ့ဒီ project ရဲ့ white paper ကိုဖတ်ရမယ်သူတို့ကဘာပြဿနာကိုဖြေရှင်းပေးမှာလဲနောက်ပြီးဒီ project ရဲ့နောက်ွယ်ကတင်းကရောဘယ်သူတွေလဲသူတို့မှာအရင်ကအောင်မြင်ခဲ့တဲ့အတွေ့အကြုံတွေရှိလားဆိုတာကိုစစ်ဆေးရပါမယ်နံပါတ်2 tokenomics ဒါကအရင်အရေးကြီးပါတယ်ဒီ coin ရဲ့ total supply ကဘယ်လောက်လဲဘယ်လောက်ကို coin ဘယ်လောက်အသက်ထွက်နေလဲ coin တွေအများကြီးထပ်ထုတ်အောင်မလား coin ရဲ့အသုံးဝင်မှုကရောဘယ်လောက်ရှိနိုင်လဲဒါတွေကိုသိမှရင်းနှီးမြှုပ်နှံတဲ့အခါစစ်ချနိုင်မှာပါနံပါတ်3 on-chain metric ဒါကတော့ blockchain ပေါ်ကအချက်လက်တွေပါပဲဒီ project ကိုလူဘယ်လောက်တကယ်သုံးနေလဲဆိုတာကို active address တွေကနေကြည့်လို့ရပါတယ်တရက်ကို transaction ဘယ်လောက်ရှိလဲတကယ်ပဲလူသုံးများနေတာလားဆိုတာကိုကြည့်ပြီး project ရဲ့အသက်ဝင်မှုကိုတိုင်းတာလို့ရပါတယ်ဒါဆိုရင်တော့ဘာကြောင့် FA ကိုလုပ်တင်တာလဲ FA ကလိမ်ညာတဲ့ project တွေနဲ့အပေါ်ရန်စေးတက်နေတဲ့ coin တွေကနေကာကွယ်ပေးပါတယ် technical analysis ကဘယ်အချိန်မှာဝင်ရမလဲဆိုတာကိုပြောပြနိုင်ပြီမဲ့ fundamental analysis ကတော့ဘာကိုဝင်ရမလဲဆိုတာကိုလမ်းပြပေးနေတာပါပဲ FA တေချာလောက်ထားရင်တော့ဈေးမကြခဏကြလဲစိတ်မပူပဲကင်ထားနိုင်တဲ့ယုံကြည်မှုကိုရရှိပါတယ်ဒါကြောင့် Nova တို့ရဲ့တငယ်ချင်းတွေလည်းနောက်တစ်ခါ coin တစ်ခုကိုသူများပြောလို့ဝယ်တာမျိုးမဟုတ်ပဲကိုယ်တိုင် FA လုပ်ကြည့်ဖို့လိုအပ်ပါတယ်နော်အဆုံးထိနားဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်